ပထမဆုံးအနေနဲ့ပေါ့နော်ဒီညီမရဲ့နာမည်နဲ့ဒီမှာပါရာထူးနဲ့လောက်ကင်နေဆိုတာလေးလည်းရင်မိတ်ဆက်ပြပါအောင်နော်ဒီမနာမည်ကတော့အေးတက်နာကျော်ပါဒီမှာဂျာမန်ဆိုပါပိုင်စာတယောက်အနေနဲ့တာဝန်ထမ်းဆောင်နေပါတယ်လောက်တဲ့ဘယ်လောက်ရှိပြီလဲပေါ့နော်ညီမဒီဂိုင်းမန်ဖက်ရှင်မှာလုပ်ခဲ့တာဆိုရင်ခုဆိုရင်3နှစ်ကျော်လာခဲ့ပြီပေါ့နော်ဒီ3နှစ်ကျော်ဒီမှာစရောက်တော့ဗာနေပြီးတော့စပြီးတော့ဝင်ပြီးတော့ဘယ်လိုတွေဖြတ်တန်းခဲ့ရလဲညီမစရောက်တော့ပုံမှန်အခြေခံစနစ်တစ်ခုပဲတက်တာပေါ့နော်အခုဆိုရင်တော့ဒီအခုစီကနေပြီးတော့မှပညာရေးအကုန်လုံးအကုန်ကြီးပါကိုလေ့လာသင်ပြီးတော့တော်တော်များများလည်းတက်ရောက်နေပါပြီအခုဆိုလို့ရှိရင်ညီမအနေနဲ့လည်းဒါ3နှစ်ကျော်4နှစ်ထဲကိုရောက်လာပြီပေါ့နော်ဒါပညာရက်တွေလည်းကျွမ်းကျင်သွားပြီပေါ့နော်ဒါ basis တွေရှက်တွေတိုက်ပုံတွေ stick တွေပြီး check-in တွေပေါ့နော်အကုန်လုံးပေါ့နော် suits တွေအစအဆုံးပတ်တန်နေပြီးတော့ချုပ်လုပ်ပြီးစီတာဝန်ယူချုပ်လုပ်နိုင်သွားပြီပေါ့နော်အဲ့တော့ခုဒါညီမတို့ကိုတို့ဒီတက်မြောက်ထားတဲ့ပညာရက်တွေကို sharing လုပ်ကြတော့မှာပေါ့နော်အဲ့တော့ sharing လုပ်မဲ့ဟာကိုဒါအကြောင်းလေးကိုလည်းအဲ့ဒီသင်တန်းအကြောင်းလေးကိုလည်းတစ်ချက်ပြောပြပေးပါအောင်နော်ဟုတ်ညီမတို့ဒီ business ကနေ advance ပေါ့နော်ဒီတန်းလေးဖွင့်ပြရတဲ့ရည်ရွယ်ချက်ကိုအရင်ဆုံးစပြောမယ်ပေါ့နော်ပထမဆုံးရည်ရွယ်ချက်ကတော့ဒီညီမနဲ့တူတူဂျာမန်မှာလည်းတွဲလုပ်ခိုင်းနေတဲ့ညီမလေးတွေရဲ့ skill ကိုဒီတက်ပို့ပြီးတော့မှ upgrade ကိုလုပ်ပေးနေတာပေါ့နော်အဲ့တော့ခါကျတော့ဒီညီမလေးတွေအတွက်စဉ်းစားပေးပြီးတော့မှbusiness ရဲ့ advance တွေဆိုပြီးတော့မှဖွဲ့ပြီးတော့မှအတန်းလေးနှစ်ခုဖွဲ့ပေးပြတဲ့ပေါ့နော်နဲ့အဲ့ဒီသင်တန်းကိုပြင်ရလူတွေလည်းလာပြီးတော့ join လို့ရမယ်ဆိုပြီးတော့ဘယ်လိုမျိုးအစီအစဉ်တွေလုပ်ထားလဲပေါ့လုပ်ပေးထားလဲပေါ့ဟုတ်ပြင်ငါလာ join မဲ့လူတွေအတွက်ဆိုရင်တော့ visit တန်းမှာဆိုရင်တော့ free join လို့ရမယ်ပေါ့နော် advance တန်းကိုတက်ချင်တယ်ဆိုရင်တော့ဒီပုံမှန်သင်တန်းကြေးကို 30% off နဲ့လာရောက်ပြီးတော့မှ join လို့ရပါတယ်အဲ့တော့ဒီသင်တန်းကိုပေါ့နော်ဘယ်လိုလူမျိုးတွေလာပြီးတော့ join နေတယ်လဲပေါ့ဒီသင်တန်းကို join တဲ့လူတွေကတော့ man fashion ကိုတကယ်ကိုပဲစိတ်ဝင်စားပြီးတော့မှဒီ professional designer ပညာရပ်တွေကိုလေ့လာသင်ယူခြင်းတဲ့သူတွေပြီးတော့ဒီ designer ပညာရပ်ကိုပဲလေ့လာခြင်းပြီးတော့မှအချိန်လုံးချိန်လုပ်ပြီးတော့ပေါ့နော်အလုပ်ချိန်ပြင်ပမှာလာပြီးတော့မှလေ့လာသင်ယူခြင်းတဲ့သူတွေအတွက်အထူးပိုပဲအဆင်ပြေပါတယ်ချိန်သင်တန်းချိန်ကလည်းည9နာရီကနေပြီးတော့10နာရီခွဲဆိုတော့ပြောမယ်ဆိုရုံးချိန်ပြင်မှာဖြစ်တယ်ပေါ့နော်ကိုပိုင်လုံးမဟုတ်ဘဲနဲ့ဒီရုံးတက်ပါညာသမားတွေဆိုလဲဒါရုံးချိန်ပြင်မှာပေါ့နော်ဒီကိုယ့်ရဲ့ဒီနေ့မှာ1နာရီခွဲအချိန်လေးပေးပြီးတော့ဒါလာရောက်ပြီးတော့သင်ယူရုံနဲ့ဒါပညာရေးတစ်ခုကိုကျွမ်းကျင်သွားမှာပေါ့နော်ဒီ Naughty Guy ကတော့နောက်တစ်ဆိုင်အောင်ဖွင့်လို့ရနိုင်တဲ့ပညာရေးတွေကိုရရှိသွားမှာဖြစ်ပါတယ်နော်ရရှိသွားမှာပေါ့နော်အဲ့တော့ခါကျဒီဟိုသင်တန်းကိုတက်ပြီးတော့ဘလို့ကြိုးကျေးဇူးတွေရမလဲပေါ့ဒီသင်တန်းကိုတက်ပြီးဆိုရင်တော့အကုန်လုံးပေါ့နော်shag stick ကနေစပြီးတော့မှ style band ကိုအင်ကြီးတွေ jacket တွေတိုက်ပုံတွေထိဝတ်တက်တွေထိပေါ့နော်ပြောမယ်ဆိုရင်မျိုးသားဝတ်တွေနဲ့ပတ်သက်လို့ညာအိတ်ဝတ်စုံတွေကနေပြီးတော့ဝတ်တက်တွေထိကိုချုပ်လုပ်ဖန်တီးချုပ်လုပ်နိုင်သွားမယ်နောက်ပြီးတော့ဒီမှာဆိုလို့ရှိရင်သင်တန်းမှာဆိုလို့ရှိရင်ဒီချုပ်လုပ်ပညာရပ်တစ်ခုတွေမဟုတ်ဘဲနဲ့ဒီ marketing နဲ့ပတ်သက်တဲ့ပညာရပ်တွေပေါ့နော်ဒီရောင်းဝယ်နဲ့ပတ်သက်တဲ့ဟာတွေစီးပွားရေးနဲ့ပတ်သက်တဲ့ဟာကိုလည်းဒီ fashion ကိုဘယ်လိုမျိုး business ဖြစ်ပြောင်းလဲလုပ်ကိုင်မလဲဆိုတာတွေပါသင်ပေးတာဖြစ်တဲ့အတွက်နောက်ထပ်ကိုပိုင်ဆိုင်နေကိုပိုင်လုပ်ငန်းတွေလုပ်ချင်ရင်လည်းဒါအရန်ကိုအဆင်ပြေတဲ့သင်တန်းပေါ့နော်အဲ့ဒါလေးအဓိကပြောချင်နောက်ခါကျတော့ဒါကိုတို့ညီမတို့ဒါကိုပေါင်းပြီးတော့ပေါ့နော်သင်ပေးမဲ့သင်တန်းကိုလာရောက်ကြွကြဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်လို့ပြောပေးပါအောင်ပေါ့နော်အားလုံးကိုဖိတ်ခေါ်ပါတယ်ပေါ့နော်